အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မြို့ဖြိုးကျော်ဒီ channel မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးမယ့်ခေါင်းစဉ်လေးကတော့ငွေပိုရင်မြေဝယ်ထားဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဘာလို့ငွေပိုရင်မြေဝယ်ထားဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေပေးခြင်းတာလဲဆိုတော့အခုလိုအခြေအနေမျိုးမှာငွေနဲ့မြေဘယ်ဟာပိုပြီးတန်ဖိုးရှိငွေနဲ့ရွှေဘယ်ဟာပိုပြီးတန်ဖိုးရှိလဲဒါလေးတွေကိုနှိုင်းယှဉ်ပြကြည့်တယ်တိပညာချင်းဖလှယ်ခြင်းပဲဖြစ်ပါတယ်လိုအပ်တဲ့လိုအပ်ချက်များရှိလို့ရှိရင်လည်းအောက်က comment မှာအသေးစိတ်ဆွေးနွေးလို့ရပါတယ်အင်ရှင်မီဆိုတာငွေပိုရင်ဝယ်ထားတဲ့အနေထားလေးပါတော့เนาะဘာလို့လဲဆိုတော့10နှစ်15နှစ်လောက်ကြာတာနဲ့မြေဈေးကတဖြည်းဖြည်းနဲ့တစ်နှစ်နဲ့တစ်နှစ်မတူတဲ့မြေဈေးကခုန်တက်လာတာပဲဖြစ်ပါတယ်နောက်ဆုံးကိုယ်မှာရှိတဲ့ပတ်စံနေနဲ့မြို့စုံမှာရှိရင်မြို့စုံမှာရှိတဲ့မြေခွက်လေးကိုဝယ်ထားလိုက်အဲ့လိုဝယ်တဲ့နေရာမှာတော့မြေမျိုးစားတေချာစီးစစ်ပြီးတော့ဝယ်ထားဖို့တော့လိုအပ်တာပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ဝန်းကျင်လောက်ကမြို့စုံမှာရှိတဲ့20 60မြေခွက်ကတိတ်10ခန်းဆုံးပဲရှိတဲ့မြေခွက်တွေကအခုလက်ရှိမှာဆိုရင်ထောင်ခန်းန်းသားကြီးကတ်လာဘယ်တော့မှမကွာအောင်နော်10နှစ်ဝန်းကျင်လောက်မှာဖြစ်သွားတဲ့အနေအထားလေးပေါ့နော်အဲ့တော့ကို့မှာငွေလေးရှိရင်ရှိတဲ့ဟာနိုင်တဲ့ဟာလေးနဲ့စိတ်ချတဲ့မြေလေး10ပေ60ပဲရ20 60ပဲရကိုနိုင်တဲ့လောက်လေးဝယ်ထားတဲ့နယ်လို့ညီလေးကတော့အချိန်ညာလေးပေးခြင်းတယ်။ဘာဖြစ်လဲဆိုတော့လက်ထဲမှာငွေရထားရင်ငွေရတဖြည်းဖြည်းလျော့နေသွားမယ်တခြားကိစ္စနဲ့သုံးတာနဲ့ဘာနဲ့ဆိုရင်ငွေရအရင်းကြီးပျောက်ပြတ်သွားတာလို့ငွေလျော့သွားတာလို့ပေါ့နော်။အဲ့တော့ငွေနဲ့ပြန်ခိုင်းစားတဲ့နီလန်မျိုးနဲ့ပေါ့။ကိုနိုင်တဲ့ငွေလေးနဲ့မျိုးစုံမှာပဲဖြစ်ဖြစ်ကိုလက်ထဲမှာရှိတဲ့ငွေမောင်းတစ်ခုနဲ့မြေကော်လေးဝယ်ထားမယ်။တေချာစိတ်ချတဲ့မြေခွက်လေးတစ်ခွက်ကိုဝယ်ထားမယ်ဆိုရင်3-4-5နှစ်ကြာတဲ့အချိန်မှာအကျိုးမြတ်ကိုစတင်ခံစားရတော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြေခွက်ရဲ့တန်ဖိုးဟာတစ်နှစ်တဲ့တစ်နှစ်အမြင့်ဈေးကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာလူဦးရေတိုးပွားလာတယ်တိုးပွားလာတာနဲ့တပြိုင်နက်တည်းဘာတွေဖြစ်လာလဲဆိုတော့နေထိုင်မှုလိုအပ်ချက်တွေနောက်များစွာရှိလာတယ်အဲ့ဒီလိုအပ်ချက်တွေကြောင့်ပဲမြေဈေးတွေတိုက်ခန်းဈေးတွေဟာတစ်နှစ်တဲ့တစ်နှစ်ဝယ်လိုအားများလာသလိုကုန်ဈေးနှုန်းတွေရလည်းတစ်နှစ်နဲ့တစ်နှစ်မတူအောင်အပြောင်းလဲတွေခုန်တက်လာတယ်ကျွန်တော်ရှင်းမှာဥပမာပြခဲ့လို့ပေါ့ဟိုလွန်ခဲ့တဲ့5-6နှစ်လောက်ကမြို့စုံမှာရှိတဲ့ပေ20-60မြေခွက်ကတိတ်10ခန်းပဲရှိတဲ့မြေခွက်ကအခုချိန်မှာထောင်ငန်းနီးနီးကတ်နေဈေးနှုန်းအများကြီးကွာသွားတာပေါ့တခြားဟာတွေထက်ဆိုင်ရင်မောင်လေးကြံပေးချင်တာကတော့ကို့မှာရှိတဲ့ငွေကြေးလေးနဲ့အိမ်ချမ်းမြေကိုရင်းနှီးမြှုပ်နှံမှာအိမ်ချမ်းမြေဝယ်ယူတာတွင်လည်းနားလေတိတက်တဲ့အကျိုးဆောင်များရှေ့နေများနဲ့တေချာညှိနှိုင်းပြီးတော့တိုင်ပင်စီးစစ်ပြီးတော့တေချာဝယ်ယူဖို့လိုအပ်ပါတယ်အဲ့ဒါမှလည်းရောင်းမဝယ်မတွေမဖြစ်ဘူးနိုင်ငံတော်နဲ့လွတ်ကင်းတဲ့မြေတွေဆိုတာကိုကသိနိုင်မှာပဲဖြစ်ပါတယ်မြေဆိုတာနဲ့ကြီးပါတယ်အဲ့တော့အဆရဲ့ဟာတတိထားပြီးတော့လောက်ကင်မှုလိုအပ်ပါတယ်ဘလို့မျိုးပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်လက်ထဲမှာငွေပိုနေရင်မြေဝယ်ထားပါဘလို့ကကြီးသုံးပါးနဲ့ပဲကြုံလာကိုပိုင်ဆိုင်တဲ့မြေခွက်ကဘယ်တော့မှမပြောက်ပြတ်သွားမယ်မြေခွက်လေးပဲဖြစ်ပါတယ်နှစ်တည်ကြတာနဲ့များဈေးနှုန်းတွေရလည်းမြင့်တက်လာတဲ့အမျိုးအစားဖြစ်ပါတယ်သူကတော့ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ပလန်ပေါ်မှာအခြေခံလာတာပေါ့နော်ရေတို့ရင်းနှီးမြှုပ်နှံမှုကတော့မရပါဘူးဥပမာမြေခွက်တစ်ခွက်ဝယ်လိုက်တယ်ဒီနေ့မြေခွက်ကို300-500နဲ့ဝယ်တယ်တလားလောက်နေ600-900ဟာငါ100-200လောက်မြတ်တာပဲဆိုတာဒါအရန်ကန်ကောင်းတဲ့လူတွေပါတကယ်မြေအကျိုးပေးတဲ့လူတွေပါပုံမှန်တောင်းလူတွေကတော့နှစ်အတိုင်းတာတစ်ခုကိုစောင့်ရမယ်အဲ့ဒါမှဒါကိုလိုချင်တဲ့အကျိုးမြတ်တစ်ခုကိုရရှိမှာပဲဖြစ်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေလို့ MBK Real Estate Family မှာနှုတ်ခွန်းဆက်တာရပါတယ်
ဘောင်လေးပြောချင်တဲ့စကားလေးကတော့ငွေပိုရင်မြေဝယ်ထားပါမြေဝယ်မကြဆိုတဲ့အတိုင်းဘယ်တော့မှမမှားပါဘူး bye